ဒီ business ကို join ရင်ဘယ်လိုမျိုးပေါ့နော် supporting လုပ်မှာလဲကျွန်တော်တို့ကတော့ technological background မရှိဘူး business နဲ့ပတ်သက်ပြီးတော့မှ background မရှိဘူးဆိုတော့မိခွန်းလေးပေါ့နော်ဒီမိခွန်းလေးကိုဒီ business ကိုလေ့လာနေတဲ့သူတွေတော်တော်များများရှိကကျွန်မအများတန်းကြားလေးရှိတယ်ပေါ့နော်ဒါကြောင့်မို့ဒီမိခွန်းလေးကိုကျွန်မကမိတ်ဆွေတို့ကိုလေ့လာနေတဲ့သူတွေအတွက်ပေါ့နော် information လေး knowledge sharing လေးလုပ်ပေးခြင်းတယ်ပေါ့နော်ဆိုတော့ဒီ business မှာဆိုလို့ရှိရင်ကျမတို့အမြဲတမ်းပြောလေးရှိတယ်ပေါ့နော် business မှာဆိုလို့ရှိရင်ကျမတို့ရဲ့ step by step number 1ကတော့ step by step training ပေါ့နော်အဲ့ဒါက video based training တွေဖြစ်တဲ့အတွက်ကိုအဆင်ပြေတဲ့အချိန်မှာကို online ကနေပြီးတော့မှ internet ရှိတယ် wifi ရှိတယ်ဆိုလို့ရှိရင်ကျမတို့တက်လို့ရတယ်သင်တန်းမျိုးလေးတွေပေါ့နော်ဆိုတော့အဲ့ဒါကတော့ step by step training အသေးစိတ်ပေါ့နော်ဒီ platforms အားလုံးအတွက် social media platforms အားလုံးအတွက်အသေးစိတ် training လေးတွေပေးထားတယ်ပေါ့နော်နောက်တစ်ခုကတော့ဒီ business ကို join လိုက်တာနဲ့ကိုပိုင်ပေါ့နော်mentor တယောက်ရတယ်အဲ့ mentor ကလည်းမိတ်ဆွေတို့ဒီ business အတွက် training တွေသွားနေတဲ့အချိန်မှာဆိုဘေးကနေပြီးတော့မှဒါလေးကတော့လိုအပ်တယ်ဒါလေးကတော့လိုအပ်တယ်ဆိုတဲ့ဟာမျိုးနောက်တစ်ခါကျမတို့က training နဲ့မပြီးဘူးပေါ့နော်ဒီ training မှာပဲကျမတို့ကလက်တွေ့ပေါ့နော်practice လုပ်ရတဲ့ဟာလေးတွေရှိတယ်ပေါ့နော်အဲ့ဟာလေးတွေကိုလည်းကျမတို့ဒီ mentor တွေကနေပြီးတော့မှမိတ်ဆွေတို့ကို1 by 1ပေါ့နော်ရှင်းပြပေးတယ်မိတ်ဆွေတို့စပြီး business setup လုပ်တဲ့အချိန်မှာဆိုလဲကိုကစံတဝါဖြစ်နေမယ့်ဟာလေးတွေကိုဒီ mentor တွေကပဲကူညီပြီးတော့မှပေါ့နော်ကိုယ့်ရဲ့ personal guide တယောက်လိုကူညီပြီးတော့မှဒီ business setup ကိုလုပ်ပေးတယ်ပေါ့နော်ဆိုတော့ဒီ training တွေသွားတဲ့အခါမှာဆိုလဲကိုကတယောက်တည်းသွားနေတယ်ဆိုပေမဲ့အချိန်မျိုးပေါ့နော်ကိုမသိတာရှိတယ်နားမလည်တာရှိတယ်ကိုသိပြီးတော့မသေးကွဲဘူးဆိုလို့ရှိရင်မေးလို့ရတယ်ပေါ့နော်ဒါကတော့ဒီ1 by 1ပေါ့နော် mentoring ပေးထားတာဖြစ်တယ်နောက်တစ်ခုကတော့ကျမတို့ရဲ့ community ရဲ့ support ပေါ့နော်ဆိုတော့ community ရဲ့ support လို့ပြောလိုက်လို့ရှိရင်တအားကိုကျေပြန့်တယ်ပေါ့နော်ဆိုတော့အဲ့ထဲမှာကျမထုံနှုတ်ပြီးကောင်းတဲ့ဟာလေးတွေကိုပြောပြပေးမယ်ပေါ့နော်အများကြီးရှိတဲ့ supporting ကတော့ကျမတို့ရဲ့global Facebook group ရှိတယ်နောက်တစ်ခါကျမတို့မှာတခြား platform တစ်ခု global platform တစ်ခုရှိတယ်ဒါကလည်း community member တွေအားလုံးပါတဲ့ platform ပေါ့နော်ကျမတို့အခုအချိန်မှာဆိုလို့ရှိရင်အခုအချိန်ထိပေါ့နော်ကျမတို့ community member ပေါင်းအားလုံးပေါင်း 2,900,000 လောက်ရှိတယ်အဲ့ဒီအားလုံးပါတဲ့ platform တွေရှိတယ်အဲ့ဒါအပြင်ကျမတို့က daily live session တွေရှိတယ်ပေါ့နော်ဒီကျမတို့ business ကိုလုပ်တဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ practice လုပ်ရတဲ့အပိုင်းလေးတွေကိုrole model တွေပုံစံမျိုးပေါ့နော်ဒီလိုpractice လုပ်ရတဲ့ဟာမျိုးလေးတွေရှိတယ်နောက်တစ်ခါကျမတို့ဒီ business နဲ့ပတ်သက်တဲ့ mindset တွေဘယ်လိုထားရမလဲဆိုတဲ့ဟာမျိုးလေးတွေအဲ့ဒါလေးကိုလည်းကျမတို့ကဥမာအဖြစ်21 day program ဆို21 day program ပေါ့အဲ့လို program လေးတွေကိုကျမတို့ကပေါ့နော်နေ့တိုင်းပေါ့နော်အတူတူဒီ practice လုပ်ကြတယ်အဲ့လိုမျိုး live session လေးတွေရှိတယ်အဲ့ဒါအပြင်ကျမပြောတယ် business စတင်တဲ့သူတွေအတွက်ပေါ့နော်အခြေခံပေါ့နော် foundation ဖြစ်တဲ့ mastermind ရှိတယ်နောက်ပြီးတော့ experience business owner တွေအတွက်တကယ် mastermind ပေါ့နော် weekly mastermind session တွေရှိတယ်ဒီဟာတွေကဆိုလို့ရှိရင်မိတ်ဆွေတို့ကိုအဖက်ကနေပံ့ပိုးနေတဲ့support လုပ်နေတဲ့ဟာတွေပေါ့နော်ဖြစ်တယ်ဒါအပြင်ကိုကျမတို့မှာဒါကတော့ဒီကျမတို့ training တွေသွားတာတွေ business setup လုပ်တာတွေ practice တွေဘယ်လိုလုပ်တာဒီပေါ့နော်ဒါတွေနဲ့ပတ်သက်တဲ့ support တွေပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ကျမတို့မှာဒီ business ကိုစလုပ်ပြီဆိုလို့ရှိရင်ကျမတို့ရဲ့ business ဒီပေါ့နော်ကျမတို့ရဲ့tracking tools တွေပေါ့နော် tools တွေလည်းပေးထားတယ်နောက် admin system တွေလည်းပေးထားတယ်ဒါတွေကတော့ကျမတို့ကိုပေါ့နော် free သုံးရတာပေါ့နော်ကိုကြိုက်သလိုအဆင်ပြေသလိုသုံးလို့ရတယ်ကိုယ့်ရဲ့ပေါ့နော်tracking လုပ်လို့ရတယ်ကိုယ့်ရဲ့ business ကဘယ်လောက်အောင်မြင်နေပြီလဲ progress ကို tracking လုပ်လို့ရတဲ့ system လေးပေးထားတယ်ဒါအပြင်ကိုကျမတို့ဗာပေးထားသေးလဲဆိုတော့ဒီ business မှာဆိုလို့ရှိရင်ကျမတို့ကဒီ business run တဲ့အခါဆိုလို့ရှိရင်ကိုပိုင် website ပေါ့နော်လူတိုင်းရတယ်ဒီ website မှာဆိုလဲ website management တွေဘာတွေညာတွေအားလုံးကကျမတို့ကအကုန်လုံး customize website ပေါ့နော်လုပ်ပေးတာဒါကလည်းကျမတို့တပြားမှပေးစရာမလိုဘူးကျမအရင်တော့ကဆိုလို့ရှိရင်ဒီ business မလုပ်ခင်တော့ကအဲ့လိုမျိုးပေါ့နော်တခြား business တစ်ခုလုပ်ဖို့ကျမ website တွေလုပ်ဖူးတယ်အဲ့ website လုပ်တယ်ဆိုလို့ရှိရင်တအားလဲခေါင်းစားရတယ်ပေါ့နော်နောက်တစ်ခုကတော့ဗာလဲဆိုတော့ပတ်စံတွေအများကြီးပေးရတယ်ပေါ့နော်ကျမတို့ရှိမှာဆိုလို့ရှိရင်ဒီဟာအကုန်လုံး free provide လုပ်ထားတယ်ဒါအပြင်ကျမတို့က email campaign တွေပေါ့နော် email campaign တွေဆိုလဲမိတ်ဆွေတို့လေ့လာကြည့်လို့ရတယ် subscription လုပ်တယ်ဆိုလို့ရှိရင်တလားကိုဒေါ်လာရာကနန်းကနေထောင်ကနန်းအထိရှိတယ်ပေါ့နော်based on ကိုယ့်ရဲ့ဘယ်လို campaign အမျိုးအစားပေါ်မှာမူတည်ပြီးတော့မှပေးရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒါတွေကအကုန်လုံး free လုပ်ထားပေးတာကိုကဒီ campaign ရဲ့ဒီ template တောင်ကိုဘာမှလုပ်စရာမလိုဘူးအကုန်လုံးသူတို့က provide လုပ်ထားပေးတာဖြစ်တဲ့အတွက်ကိုကဘာမှ
လုပ်เสียမလို့ဒါကလည်း supporting ပေးတယ်ပေါ့နော်ဆိုတော့ကျမတို့ဒီ business မှာဆို supporting ပေးတဲ့ဟာတွေကအဖက်ဖက်က supporting ပေးနေတာဖြစ်တဲ့အတွက်ပေါ့နော်မိတ်ဆွေတို့ဘာမှစိုးရင်စရာမလိုဘူးပေါ့နော်ဒါလေးကိုကျမကဒီနေ့မိတ်ဆွေတို့ကို sharing လုပ်ချင်တာဖြစ်တယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီ business ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်เนาะကျမဒီဗီဒီယိုလေးကcomment လေးအောက်မှာ comment လေးရေးခဲ့ပေးလို့ရပါတယ်စိတ်ဝင်စားတယ်ဆိုရင်ကျမ information အပြည့်စုံပေါ့နော်မိတ်ဆွေတို့ကို reply လုပ်ပေးမှာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် see you